မသိဒီရဲ့ evening block လေးဖြစ်ပါတယ်အခုတလောမိုးကတအားကိုကောင်းနေရဆိုတော့ဒီနေ့ညနေပိုင်းကိုတော့မိုးအေးလေးနဲ့ coffee ဆိုင်လေးမှာခြေဖို့စဉ်းစားထားပါတယ်အပြင်သွားမှာဆိုတော့ skin care လေးနဲ့ makeup လေးလူပြီးတော့အပြင်ထွက်လာလိုက်ပါတယ်ဒီ coffee ဆိုင်လေးကိုမသိရင်ရှာတွေ့ထားတာတိတ်မကြသေးဘူးပေါ့နော်ဒါပေမဲ့ရောက်ချင်းမဲ့ atmosphere လေးကိုတော်လေးကိုသဘောကျသွားတာသူရဲ့အဝါရောင်မီးလုံးလေးတွေနဲ့ဒီတိုင်းကအဝါရောင်လေးတွေကလည်း match ဖြစ်နေရမို့လို့ပေါ့နော်ကိုစီပိုက်အပြည့်အဝရရလို့ခံစားရတယ်ပြီးတော့ coffee လေးတောက်ပြီးတော့စာအုပ်လေးဖတ်ရတာကိုသဘောကျတဲ့လူတွေအတွက်ပေါ့နော်စာအုပ်လေးထားပေးထားပြီးတော့ဒီလိုမျိုးဂီတာတီးသင်းဆိုပြီးတော့ကိုယ့်ဘက်ကိုအေးဆေးချစ်ချင်တဲ့လူတွေအတွက်လည်းဂီတာထားပေးထားပါတယ်ဈေးနှုန်းတွေကလည်းဖဲဖြစ်ပြီးတော့ကိုကလိုင်းတစ်ဝိုင်းနားမှာလည်းနေရမိုးရတီကိုလည်းအဝေးမသွားကြတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့နေရာကောင်းလေးတစ်ခုလို့မြင်ပါတယ်မိုးအေးလေးနဲ့ဒီလိုနေရာလေးမှာချီးလိုက်ရတာလည်းမသိရဲ့စိတ်ကိုတကယ်ကိုခံမှ relax ဖြစ်သွားစေပါတယ်။နေ့ဆောင်လောက်ထိထိုင်လိုက်ပြီးတော့မသိလဲအိမ်ကိုပြန်လာလိုက်ပါတယ်။ညစာကိုတော့မိုးရတီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ခောက်ဆွဲပြုံးနဲ့ကင်ချီကိုစားလိုက်ပါတယ်။ဒါပဲကြတော့ skin care လေးတခြားလေးလုပ်ပြီးတော့မသိလဲအေးရဝင်ပါတော့မယ်။အားလုံးပဲ see you next video တတာ